လွန်ခဲ့တဲ့နှစ်ပေါင်း2300မှာကျွေတယ်မြေတွေလုပ်ပါတယ်တနည်းအားဖြင့်မြတ်စွာဘုရားရှင်ခေတ်မှာကျွေတယ်မြေတွေမြေအိုးတွေလုပ်ပြီးတန်တယ်တို့ကြီးတယ်တို့ကိုမလုပ်တတ်ပါဘူးအဲ့ဒါဆိုရင်မြန်မာနိုင်ငံလုံးကဘုရားရှင်လက်ထက်မှာရခိုင်မှာမဟာမြတ်မုနိကျေသွန်ဘုရားကြီးကိုသွန်လုပ်တယ်ဆိုတာကိုတော့တမိုင်းရောင်းရတော့လက်ခံမှာမရှိဘူးတရားတရားနဲ့လက်ခံတယ်အဲ့တော့အမှန်တရားတခုတင်ပြရဲဖို့လိုတယ်အဲ့ဒါဆိုရင်မန္တလေးကပုဂ္ဂိုလ်တွေရခိုင်ကပုဂ္ဂိုလ်တွေကဓမေစီဘုကောကိုမုန်းလိမ့်မယ်ဒီကောင်ကဘုရားတော်တက်ဝေပဲဘုရားဝေဘာနာမဟုတ်လက်ရဝေဘာနာဟုတ်ပြီနော်အဲ့ဒါကြောင့်မလို့တိတိကျကျပြောရရင်146ခုနှစ်မှာနတ်တက်တဲ့စန္ဒသူရိယဘုရင်ကအဲ့ဒီခြေသွန်းဘုရားကိုထုတ်လုပ်ပါတယ်ဘုရားရှင်ဖွင့်ပြီးအနှစ်ပေါင်း600ကျော်လောက်မှ900နီးနီးလောက်မှထုတ်လုပ်တာပါသို့တော့မြန်မာလူမျိုးများသိတဲ့အတိုင်းပဲလေအမှားချအမှန်ဖြစ်အားလုံးကတညီတညွတ်တည်းမှားတာဖြစ်ချင်းကြောင့်အဲ့ဒီအမှားတရားကြီးမလုပ်နိုင်တော့အခုမှတော့ပြောတဲ့ဥက္ကဋ္ဌနာသေတယ်ပဲရှိတယ်ခုတမိုင်းနဲ့ကြည့်လိုက်ပြီး BC 2000ကိုဝေရယဉ်ကျေးမှုခေတ်လို့ခေါ်ပါတယ် Vedic civilization လို့ဆိုပါတယ် BC 1300ကိုတော့ Black and Red Warrior Culture အနက်တွေအနီတွေသုံးတတ်ပါပြီအဲဒီ BC 1200နဲ့ BC 600ဖျားပွင့်တဲ့ချိန်ကတော့ Painted Great World Culture လို့ဆိုကြီးအဲ့ဒီကြီးအိုနင်းလေးတွေမြေအိုးလေးတွေကျွေအိုးလေးတွေမှာပကြီးတွေပါလေဆွဲတတ်ပါ Painted လုပ်နိုင်ပကြီးဆွဲနိုင်အဲ့ဒီခေတ်မှာကြီးတွေကိုအိုးတွေရုပ်ထုတွေလုံနိုင်တဲ့ဟာမျိုးကဘာမှမရှိသေးပါဘူးပြောရတာအာနာပါအမှန်တရားတို့ဒီနေ့သက်ကတိုင်းနဲ့ပတ်သက်တာပြောလိုက်တာဒါကကမ္ဘာစာပေရတင်ပြတာဒါငါတို့ကတော့တို့ရခိုင်သမိုင်းတို့မန္တလေးသမိုင်းနဲ့โอเคလက်ခံလိုက်ကိုမငြင်းဘူးနော်ဟုတ်ပြီနော်စကွက်ကိုစဉ်းစားလိုက်အဲ့ဒီလိုမျိုးလေးတွေဒီနေ့သက်ကတိုင်းနဲ့ပတ်သက်လို့မြတ်စွာဘုရားရှင်ကိုရောမြတ်သည်ဘုရားရှင်ပွင့်ခဲ့တဲ့ခေတ်ကိုလှုပ်ရင်းနဲ့နောက်ကောတစ်ဆက်တည်းပါပဲဘုရားရှင်အခုရှိနေရုပ်ထုရုပ်ပွားများသည်BC 200စုမှာ Indo-Scythians and Indo-Greece တရားမလို့ပထမဦးဆုံးရုပ်ပွားဆင်းလို့တော့ဟာAD 100စုရဲ့ရှေ့မှာဘာရုပ်ပွားမှမတွေ့ဘူးAD 100စုရဲ့ရှေ့မှာတိတိကျကျပြောရင် AD 59နဲ့110ကြားမှာရုပ်ပွားစပေါ်တယ်ဒါတိကျပြောရတာကနေ့ရှိကပင်လက်တိတိကျကျပဲတီလူတက်ကတော်မှာဆရာတော်ကြီးတီလူဆရာတွေ့တယ်မှာအတိကျပဲခုနှစ်ပါပြောတယ်နေရာမှာပြောလိုက်တယ်ဘုရားပုံစံအဲ့တော့မြတ်စွာဘုရားရှင်ရဲ့ Greek တွေ India ကိုလာလိုက်တယ်ဂရိတွေကသူတို့ရဲ့တော့အောက်ကရုပ်ပွားကအင်္ဂလာရုပ်ပေါက်နေတယ်သပင်တွေကအလိမ့်လိမ့်နဲ့ဂရိနဲ့ဖျားနဲ့ Indo-Greco လက်ရလို့ခေါ်ပါတယ်အဲ့ဒီလူတွေမလေ့လာပဲနဲ့ဖျားသမိုင်းတွေကအကုန်လုံးမြတ်စွာဘုရားလဲကူကြွခဲ့တာပဲဟာအကုန်လုံးတနိုင်ငံလုံးဖျားတရားဟောစရာမရှိဘူးအကုန်လိုက်ကြွနေရဟုတ်တယ်နော်ဆိုတော့တော်လေးဖျားရှင်ဘယ်ကိုကြွတယ်မကြွတယ်မငင်းခုံလို့ရောပါဘူးသို့တော့အခုပြောတာသူကအစင်ရောက်လာလို့ရှိပြီးသားလက်ခံပြီးသားအရာတွေကိုပယ်ပလိုက်ဖို့ဆိုလိုချင်တာမဟုတ်ပါဘူးရှိပြီးသားအရာတွေကိုမြန်မာလူမျိုးများသည်သူရဒနာပြုတ်တွေးဖို့ခေါ်ဖို့ကိုဝါသနာမပါတာအကြောင်းကိုဒါပြောလို့တာပါအခု from the 2nd century BC 200စုကြာမှ Indo-Scythians and Indo-Greek လက်ရာတွေကြောင့်ဘုရားရုပ်ပွားဆိုလို့ stick to image လို့ခေါ်တယ်ဒီလိုရုပ်ပွားတော်တွေပေါ်လာပါတယ်ဒါAD 100စုရဲ့ရှေ့မှာဖျားရုပ်ပွားဆင်းလို့တော့ကဘာမြေပြင်ဘယ်နိုင်ငံဘယ်မြို့မှာဒီနေ့ချိန်ထိတူးဖို့ရှာဖွေလို့တွေ့သေးပါဘူးဟုတ်ပြီနော်